မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီမှာဆိုရင် SSA WhatsApp အကောင့်ကိုစနစ်တကျအကောင့်ဖွင့်နည်းနဲ့စနစ်တကျအသုံးပြုနည်း free net အတွက်ဘယ်လိုသုံးရမလဲဆိုတာတွေပါကျွန်တော်အသေးစိတ်ပြောပြပေးသွားမယ်ပေါ့လေဒီတော့ဗီဒီယိုရှင်းနေမှာဆိုလို့ကျွန်တော်တို့စလိုက်အောင်အကျိုးတော့ကျွန်တော်တို့ browser တစ်ခုခုတော့ဝင်ရမယ်ပေါ့လေ internet လည်းချိန်ထားရမယ် browser တစ်ခုခုထဲမှာဆိုကျွန်တော်ကတော့ဒီ Chrome သုံးတယ်ပေါ့လေကျွန်တော် Chrome နှိပ်လိုက်မယ် Chrome နှိပ်လိုက်မယ်ဆိုကျွန်တော်တို့ဒီမှာဒီ website ထဲကိုရှာရမယ်ပေါ့လေ Ocean ဆိုပြီးရှာရမယ် Ocean ဆိုကျွန်တော်တို့ရှာလိုက်မယ်ဒီမဲ့တွေ့ပေါ့လေ website လေးဒီ website လင်းလေးကိုလည်းကျွန်တော်ဒီ description မှာထည့်ပေးထားမယ်ပေါ့လေအဲ့ဒါကျွန်တော်တစ်ချက်နှိပ်လိုက်ရအောင်ဒါကျွန်တော်ခုစား internet ကနည်းနည်း line ကညံ့နေလို့ကျွန်တော်ဘက်က line နည်းနည်းညံ့နေလို့အားကြောင့်မလို့ကျွန်တော်ဘက်က line နည်းနည်းညံ့နေလို့ပေါ့လေတန်းမတော့ဖြစ်နေဒါမှမဟုတ်တခါလေတော့အဲ့လို VPN လိုတာလည်းရှိတယ်အဲ့လိုတန်းကျွန်တော်လိုတန်းဝင်လို့မရတဲ့လူတွေတခါလေ VPN နဲ့ဆန့်ကြည့်လိုက်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာအဆက်30နင်းချောင်း3ချောင်းလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးရမယ်ကျွန်တော်တို့အားလေးတစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ service ဆိုတာရှိသေးတယ် service ဆို service base data လေးမှာမြားလေးရှိတယ်အားလေးကျွန်တော်တို့အပေါ်မြားလေးပေါ့လေအားလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာ SSA WhatsApp card ဆိုတာရှိတယ်နောက်ပိုင်းကျရင်တော့ကျွန်တော်အများကြီးတင်ပေးသွားဖို့ရှိတယ်ပေါ့လေဒီ target သုံးပြုနေပြီးတော့ဒီ SSA slow DNS UDP custom အများကြီးပေါ့လေကျွန်တော်နောက်ပိုင်းကျရင်တော့လုပ်ပေးတော့ခုစားတော့မအားလို့အားလေးကိုတစ်ချက်နှိပ်လိုက်မယ်ကြော်ညာတွေတက်တယ်ပေါ့လေအမားချက်နှိပ်လိုက်ရုံပဲဒါကျွန်တော်တို့အောက်နဲ့ဆွဲရမယ်ဒီမှာကျတော့ထုံးစံအတိုင်းပေါ့လေကျွန်တော်ဗီဒီယိုတွေကြည့်နေကြဆိုရင်တော့သိမှာပေါ့ကျွန်တော်တို့ကဒီမှာမြန်မာကဆိုတော့နည်းနည်းအိန္ဒိယလည်းအဆင်ပြေတယ်ဟောင်ကောင်လည်းအဆင်ပြေတယ်ဒါပေမဲ့အဲ့လိုစင်ကာပူဆိုရင်တော့ပူကောင်းတယ်ကျွန်တော်နှစ်ကိုထပ်နှိပ်ပေးရမှာပေါ့လေဒီမှာဒီနားလေးမှာနှစ်ဆိုတာလေးကိုနှိပ်ရဒါဆိုနောက်တစ်မျက်နှာပေါ့ဒီမှာဆိုရင်ဒါတပြင်းနိုင်ငံလေးပေါ့လေကိုက IP လူချင်းလဲဒီဟာအသုံးပြုလို့ရတယ်ဒီမှာဆိုစင်ကာပူဆိုပြီးတော့တွေ့ပြီစင်ကာပူဆိုပြီးတော့တွေ့ပြီအားလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ထောက်ထားတာအောက်နဲ့ဆွဲဒီမှာလေအပေါ်ဆုံးပဲဒီဟာလေးဆန်းလိုက်မယ်ဒီမှာ crate ဆိုတာလေးနှိပ်လိုက်ရုံပဲဒါကတော့လွယ်တော့တော်တော်များလဲရကြမှာပါဒီမြန်မာ YouTuber တွေတော်တော်များလဲသင်ပေးကြတာရှိတော့လေပြီးသိလည်းမခက်အဓိကပြချင်တာကတော့ဒီအသေးချာစနစ်တကျထဲနီးပေါ့တချို့က WhatsApp ကဆိုဘာမှမသိသေးတာရယ်မသုံးတတ်သေးရယ်ဒီမှာဆို I am not robot ဆိုတာနှိပ်ရသေးရနော်ကျွန်တော်ကတော့နှိပ်ပြီးသွားဒီခါလေးကြာရင်တော့ပုံဒီပါညာရွေးခိုင်းတာရှိတယ်ဒီမှာနာမည်ထည့်ရမယ်ပေါ့လေကျွန်တော်ထည့်လိုက်အောင် join point gg ပေါ့ပတ်စဝါမှာတော့လွယ်တာလေးပဲထားလိုက်ပတ်စဝါမှာ11223344ဒါဆိုရင်ကျွန်တော်တို့ပတ်စဝါလည်းထည့်ပြီးသွားပြီဆိုတော့ create account ဆိုတာနှိပ်လိုက်ရုံပဲကဲနှိပ်လိုက်အောင်ဒီမှာပေါ့လေဒီမှာဆိုရင်ကျွန်တော်တို့အကောင့်ဖွင့်ပြီးသွားပြီပေါ့လေဒါဆိုရင်အဆင်ပြေသွားပြီဒီမှာဒီအဆင့်ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီ home key နဲ့ထွက်လို့လည်းရတယ်ပေါ့လေ home key နဲ့ထွက်လိုက်ရင်လည်းရတယ်ကျွန်တော်တို့ home key လေးနဲ့ထွက်လိုက်ရုံပဲအလဲခလုတ်ပါတဲ့လူတွေကအလဲကနေပြီးတော့ထွက်လိုက်မယ်ကျွန်တော်ခဏထွက်လိုက်မယ်ထွက်ပြီးတော့ဆိုကျွန်တော်တို့ SSA WhatsApp card ကိုအသုံးပြုဖို့အတွက် HTTP custom software လိုတယ်ပေါ့လေအဲ့ဒါကို Play Store မှာကျွန်တော်တို့သွား download အောင် Play Store ကိုသွား HTTP custom ဆိုပြီးဒီ software နာမည်ကိုလည်းကျွန်တော် description မှာပဲထည့်ပေးထားလိုက်မယ်အကုန်လုံးတော့အဆင်သင့်ဖြစ်သွားအောင်လို့ဒါဆိုရင်ဒီမှာ install ဆွဲလိုက်ပေါ့လေကျွန်တော်တို့ဒီမှာဆွဲပြီးသားရေးဖြစ်တဲ့ဒီမှာဆွဲပြီးသားရေးဖြစ်တဲ့တခါတော့ open အောင်နှိပ်လိုက်တော့မယ်ဒါဆို software တွေကိုရောက်သွားပြီဒီမှာတော့သူကအဲ့ဒီ permission တောင်းတယ်ပေါ့လေကျွန်တော်ကတော့မပေးလည်းဘာမှမဖြစ်ဒီတော့မပေးလည်းဘာမှဖြစ်မှတူတယ်မပေးတော့ဘူးလေတင်စစ်တွေရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ပထမဆုံးလောက်ရမှာကတော့ဒီ
အနေဘက်ဒီရနာဆိုတော့ဒီမှာအမှန်ကြီးလေးရှိနေတော့အော်တိုချိတ်တာကိုလေအဲ့ဒါလေးကိုကျွန်တော်ကတော့များသောဖြင့်ဖြုတ်ပြီးတော့ပဲသုံးတယ်ဒါထည့်လဲရတယ်မထည့်လဲမရကိုလိုင်းမကောင်းချိတ်မရဘူးထင်ဖြုတ်လိုက်ပါလေကျွန်တော်ကတော့ဖြုတ်လိုက်ပြီးတော့ပြီဆိုရင်ဒီမှာဆိုရင်ဘာမှလုပ်စရာမလိုသေးဘူးကျွန်တော်တို့ဆက်တော့အကောက်ဖွင့်ခဲ့တဲ့ပြန်သွားရမယ် home key လေးနဲ့ပဲသွားလိုက်ရုံပဲဒီမှာပေါ့လေကျွန်တော်ချက်ဝိုင်းပြပေးမယ်ဒီမှာဆိုရင်ဒါနှစ်ခုရှိတယ်ပေါ့လေအဲ့နှစ်ခုမှာ copy paste law 80db ရဲ့အောက်ကတစ်ခုက copy paste law ssntls ဒီအောက်ကတစ်ခုပဲနှိပ်ကြမယ်ပေါ့လေကျွန်တော်တို့ဒီတစ်ခုပေါ့ဒီဟာလေးကိုပဲနှိပ်ကြမယ်အဲ့လိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာသွားရမယ်ဒီမှာမဟုတ်ပါလေဒီဘက်မှာမြင်းချောင်း၃ချောင်းရှိတယ်အဲ့လိုတစ်ချက်နှိပ်လိုက်ကျွန်တော်တို့ paste law ထည့်ရမယ်ပေါ့လေပြီးတော့ဒီမှာ paste law ဆိုတာပါတယ်အားလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပေးလို့ဆိုလေးနှိပ်ပြီးတော့ရင်ဒီမှာထည့်လိုက်အောင်ပဲထည့်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာပြင်စရာရှိတယ်ပေါ့လေဒီမှာဆိုရင်ကျွန်တော်တို့ method တွေကျွန်တော် theory တွေကိုရှင်းပြပေးတော့မယ်ပေါ့လေဒီမှာဆိုရင်ဒါသူစီရပေးလို့ကျွန်တော်တို့ကကူးလာပြီးတော့ဒီမှာ ssr back hot ဆိုတာရှိတယ်အဲ့ back hot ဆိုတာလေးကိုကျွန်တော်တို့အမှကိုယ့်ရဲ့အဲ့ဒီဘတ်ဖြစ်နေတဲ့ဟာပေါ့ကျွန်တော်တို့ဒီမှာဆိုရင်ဥပမာကျွန်တော်တို့ဒီမှာဆိုရင် YouTube အလကားသုံးလို့ရတယ်ဘာညာဆိုရင်ဒီမှာ YouTube website လေးကိုထည့်ရမယ်ပေါ့ရနေတဲ့ SNN တစ်ခုခုပေါ့လေပြီးတော့ဒီအတွက်လည်းကျွန်တော် SNN ရှာနေကျွန်တော်တင်ပေးသွားမယ်ပေါ့လေကဲဒီတော့ကျွန်တော်တို့အဲ့ဒါလေးနေရာမှာတပြင်းဟာလေးအစားထိုးရမယ်ဒီနေရာမှာကျွန်တော်တို့ဘာကိုထည့်မလဲကျွန်တော်ခုချိန်ကတော့ဘာဘတ်မှလည်းမရှိဘူးဆိုတော့ဗောလေကျွန်တော်တို့အဲ့နေရာမှာထည့်ဖို့ကြတော့ဒီတိုင်းလေးထားလိုက်မှာဗောလေဒီထဲကိုပြန်သွားဒီမှာအပေါ်ဆုံးမယ်စာပါဆိုတာရှိတယ်အဲဒီမှာစာပါဘေးမှာ SG1 ဆိုပြီးစာပါလေးနဲ့ရှိတယ်အဲ့လိုတစ်ချက်နှိပ်လိုက်ပြီးတော့ copy ယူလိုက်မယ်အဓိကတော့ခုချိန်ကတော့ဘာမှလည်းရမနေတော့စတော့ဒီနေရာပြဿနာတက်တာပြန်ဖြတ်လိုက်မယ်ဆက်တော့အဆင့်ကနေပဲပြန်ပြီးရှင်းပြပေးတော့မယ်ပေါ့လေဒီမှာ SNR back hot ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဖြတ်အဲ့လေးကိုဖြတ်ပြီးကိုယ့်ရဲ့အဲ့ဒီကိုနိုင်ငံရဲ့ဘတ်ဖြစ်နေတဲ့ SNR ဘတ်ကိုအစားထိုးရမယ်ပေါ့လေခုချိန်ကတော့ကျွန်တော်တို့ကဒီဘာဘတ်မှလည်းရှိမနေတဲ့အတွက်သူရ hot ကိုပဲပြန်ပြီးတော့ဒီကျလိုတွေဖြစ်တဲ့အတွက်ဒီစနစ်တကျနဲ့ပြတာဖြစ်တဲ့အတွက်ဒါကိုပဲပြန်ထားလိုက်တယ်ပေါ့လေကျွန်တော်ဒီနေရာမှာအစားထိုးရမယ်ပေါ့လေကိုမှအဲ့လိုဘတ်ဖြစ်နေတာတခုခုရှိပြီးတွေ့ပြီးဘာညာဒီ WSS နောက်ကအဲ့ဒီ SG1 WSG နဲ့ dot site ဆိုတဲ့ကျွန်တော်တို့ hot နေရာလေးမှာထည့်ရမယ်ပေါ့လေဒီအောက်ကနေရာမဟုတ်ဘူးလေနော်အောက်ကနေရာမဟုတ်ဘူး hot နောက်ကဟာမဟုတ်ဒီ hot ကြီးနောက်ကဟာမဟုတ်ဒီ WSS ဆိုတဲ့ဒီနောက်ကနေရာမှာအစားထိုးရမယ်ဒီတော့ကျွန်တော်တို့ဒါအဆင်ပြေတော့ပြီဆိုတော့ apply ဆိုပြီးနှိပ်လိုက်ရုံပဲ apply ဆိုပြီးနှိပ်လိုက်ရုံပဲပြီးတော့ရင်ကျွန်တော်တို့ SNN ထည့်ရမယ်ပေါ့လေစတော့မြင်းချောင်း၃ချောင်းကိုပဲနှိပ် SNN ထည့်ရမယ် SNN နေရာမှာလည်းစတော့လို့ပေါ့လေကျွန်တော်တို့ဥပမာခုကျွန်တော်တို့နိုင်ငံ YouTube အလကား300တဲ့ထားလိုက်ပြတော့ကိုစင်ကက်ကအဲ့ဒါဆိုရင်ဒီနေရာမှာ youtube youtube.com ဆိုပြီးထည့်လိုက်ရုံပဲဒါပေမဲ့ခုချိန်ကတော့ဘာဘတ်မှရှိနေတော့ကျွန်တော်မထည့်တော့ဘူးပေါ့လေအဲ့နေရာမှာစတော့ကိုပီကူးလာတဲ့ website ဟောပဲပြန်ထည့်လိုက်မှာပေါ့လေပြီးတော့ထုတ်ဆက်တဲ့ apply နှိပ်လိုက်ရုံပဲ apply နှိပ်လိုက်ရုံပဲဒါဆိုရင်ပြီးသွားပြီဒါဆိုရင်သူထည့်လိုက်တာနဲ့ဒီမှာအမှန်ချစ်ချပြီးသားလေးဖြစ်သွားပြီကိုချစ်စရာမလိုပြီးတော့ဒီအပေါ်ရောက်ပြီပေါ့လေဒီနေရာမှာထည့်ဖို့ကြတော့ကျွန်တော်တို့လိုအပ်တာတွေရှိလာဒီမှာဆိုရင်ကျွန်တော်တို့ရှင်းပြရမယ်ဆိုရင်တော့ဒီမှာစာပါနောက်ကဒါဟော့ဒီ user name ဆိုတာကြတော့ကိုယ့်ရဲ့ user name ဒါအစတော့ကျွန်တော်ထည့်ခဲ့တဲ့ password 11223344ဒါပေါ့လေဒီမှာဆိုရင်သူကကျွန်တော်တို့ကကိုးစားဒီ SNI မှတ်တပ်ပေါ့လေအဲ့ဒီတော့ဆိုတော့ဒီမှာသူရဲ့ရှားတဲ့ပေါ့လေးပေါ့ဒါမှ theory တချို့ရှင်းပြမယ်ဆိုရင်တော့ဒီဥ
ပေါ့မှာဆိုရင်တော့ဒီ SNMTLM မှတ်တမ်းနဲ့ WhatsApp က30 443ပဲထည့်တာကောင်းတယ်ပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်တို့ free net အတွက်ပဲ33ဘာအတွက်ပဲ33များသောအဖြစ်ကသူကဒီ443ကပဲပွင့်တာများတယ်ပေါ့လေအားကြောင့်မလို့ဒါဆိုရင်ကျွန်တော်တို့စနော်ဟာနေရာကိုပြန်သွားလိုက်ရအောင်ဒီမှာဆိုရင်အပေါ်ဆုံးမှာထည့်အောင်ပေါ့လေဒီနေရာမှာအဲ့နေရာမှာစနော်ကူးလာတဲ့ဟော့ကိုထည့်ရအောင်ပြီးတော့ဒီဟော့ကိုထည့်ပြီးသွားပြီဆိုရင်ပြီးတော့ဒီနေရာမှာ theory ချွတ်ရှင်းပြမယ်ဆိုရင်ထုံးစံအတိုင်းရှေ့မှာပြခဲ့တဲ့ payload ရဲ့အဆန်တန်တွေမှာထည့်ခဲ့တဲ့ bat ဖြစ်နေတဲ့ဟာကိုပဲထည့်ရမယ်ပေါ့လေခုဒီကုန်းနိုင်ငံမှာ bat တစ်ခုခုရှိနေရဆိုရင်ပေါ့ဥပမာ YouTube အလကားသုံးရတယ်ဆိုဒီနေရာမှာ www.youtube.com အဲ့လိုထည့်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာအဆက်20ချပြီးတော့ပေါ်ထည့်ရမယ်ပေါ့လေ443ပဲ443ကပဲအဲ့လိုသူပွင့်တာများတယ်ပေါ့လေတပြင်းပေါ်ဒီကသူကအစိုက်က support လုပ်တယ်ဆိုပေမဲ့ရမသေးချဘူးပေါ့လေဒီတော့ကျွန်တော်ကဆက်တော့ www.youtube.com ကိုပြန်ဖြတ်မယ်ဘာလို့ခုချိန်ကကျွန်တော်တို့ YouTube ကလည်းမရနေတဲ့အတွက်ပေါ့လေဆက်တော့ hot လေးကိုပြန်ထည့်လိုက်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာရှေ့ကဒါလေးပေါ့လေဒါလေးထည့်ရမယ်အဲ့ဒါလေးခံပြီးတော့ဆက်တော့ browser တွေကိုပြန်သွားပြီးတော့ရင် user name ထည့်ရမယ်ပေါ့လေ access ocean join.gg ဆိုတဲ့ဟာလေးကို copy ကူးလိုက်ကူးပြီးတော့ရင်ဆက်တော့နောက်မှာပေါ့လေထည့်ရမယ်ပြီးတော့ရင်ကျွန်တော်တို့ဆက်တော့အဆက်20ချpassword ကိုတော့ကျွန်တော် copy မကူးတော့ကိုရိုက်ထည့်တာမှတ်မိနေတော့1 2 3 4 4ဒါဆိုရင်တော့ကျွန်တော်တို့အကုန်ပြင်တာဆင်တာအကုန်ပြီးသွားပြီပေါ့လေတကယ်အလုံးလုံးလို့ချိန်ကြည့်ရမယ်ဒီနေရာမှာဖြစ်နိုင်ခြေရှိတဲ့ theory တွေလည်းကျွန်တော်ရှင်းပြပေးထားတယ်ပေါ့လေကျွန်တော်တို့ထုံးစံအတိုင်းကိုယ်နိုင်ငံမှာဘတ်ဖြစ်နေရဆိုရင်ဒီနေရာမှာကိုယ့်ရဲ့ဘတ်ကိုထည့်ရမယ်ပေါ့ကိုယ်နိုင်ငံရဲ့ local ပေါ့ဥပမာ my day ရနေတယ်ဆိုရင် myday.com.mm ဒီနေရာမှာထည့်ရမယ်ပြီးတော့ရင်ကျွန်တော်တို့အဆန်တဲ့နေရာမှာလဲဆက်တော့ထည့်ခဲ့ကိုယ်နိုင်ငံမှာရနေတဲ့ဘတ်ကိုဒီနေရာမှာထည့်ရမယ်ပေါ့လေခုတော့ဘာဘတ်မှမရှိတဲ့အတွက်ဒီဟော့ကိုပဲကျွန်တော်ပြန်သုံးရတယ်ပေါ့လေပေးလော့ထဲတဲ့နေရာမှာလဲဒီလွဲမယ်ပေါ့လေဘတ်ကိုထဲတဲ့နေရာမှာဒီ WS ရဲ့နောက်ကနေရာမှာထည့်ရမယ်ပေါ့လေကျွန်တော်တို့ဒီဟော့နောက်ကနေရာမှာသွားထည့်လို့မရဒါမှတာရဲ့မှန်မယ်ပေါ့လေကဲဒါဆိုရင်တော့အကုန်ရှင်းပြပေးပြီးသွားပြီဆိုတော့ဒါ SSA WhatsApp ကစနစ်တကျအကောက်ဖွင့်နည်းအသုံးပြုနည်းချိတ်ဆက်နည်းဖြစ်ပါတယ်ကျွန်တော်တို့ဒါဆိုရင်ချိတ်ကြည့်လိုက်အောင်โอเคချိတ်ကြည့်လိုက်အောင်ဒါဆိုရင်တမ်းမချိတ်ဘူးဗောလေ error တက်နေလို့တော့နေချိတ်သွားပြီဒါဆိုရင် okay သွားပြီနောက်ပိုင်းကျရင်တော့ကျွန်တော်အဆန်နန်ရှာနီးတယ်ပြီးတော့စက်ထုံမင်းရှာနီးတယ်ပြီးတော့တေချာဘောလေးစနစ်တကျနဲ့သူများတွေပြောပြမှာမဟုတ်တဲ့ဟာတွေကိုကျွန်တော်တေချာဘောကိုတင်ပေးမယ်ပေါ့လေခုကတော့အခြေခံနေပေါ့ဒါဆိုရင် WhatsApp ကအကောင့်ကိုစနစ်တကျဖွင့်နေတည်သွားပြီစနစ်တကျထည့်ပြီးအသုံးပြုနေတည်သွားပြီဒါဆိုရင်တော့အားလုံးပဲ bye bye